မင်္ဂလာပါရှင်အခုဒီနေ့ကျမတို့ပြပေးမယ့်အခန်းလေးကတော့ The Shake 73ရဲ့39 square meter one bed လေးဖြစ်ပါတယ်ရှင်အခုဒါကျမတို့ဝင်လိုက်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးကျယ်ဝန်းတဲ့အိမ်အခန်းပေါ့နော် living room ကိုစတွေ့ပါမယ် living room ကိုဝင်ချင်း living room ရပါမယ်ရှင်ပြီးရင်ဒီလိုမျိုးအခုကျမတို့ပြထားတဲ့အတိုင်းတချို့အခန်းတွေမှာဆိုလို့ရှိရင် fully furnished ရပြီးတော့တချို့အခန်းတွေဆိုလို့ရှိရင်တော့ fully fitted ရပါမယ်ရှင်fully furnished ရမယ်ဆိုလို့ရှိရင်တော့အခုဒီမှာပြထားသလိုပဲဒီလိုမျိုးcounter တွေပါမယ်ပြီးရင်ဒီလိုမျိုး shelf လေးတွေပါမယ် and ပြီးရင်ဒီလိုမျိုး dining table လေးတွေပါမယ်အခုဒီမှာပြထားသလိုပဲဒီလို sofa ခုံလေးတွေကိုအောက်က storage area လေးတွေနဲ့လည်းရပါမယ်ရှင်ဒါမျိုးလေးတွေပေါ့နော်ဒါဆိုရင်ကျမတို့အိမ်တစ်အိမ်အတွက် storage area တွေအများကြီးကိုထည့်ပေးထားပါတယ်ရှင်အိမ်ကလည်း39 square meter ဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးကိုကျယ်ပါတယ်အခုဒီဘက်မှာဆိုလို့ရှိရင်ကျမတို့ဝင်ချင်းရဲ့ညာဘက်လေးမှာဆိုလို့ရှိရင် bookshelf ကလေးရဲ့နောက်တစ်ခါပစ္စည်းလေးတွေထည့်လို့ရအောင်ဒီလိုမျိုး cabinet area လေးတွေရပေါ့နော်ဒါမျိုးလေးတွေအများကြီးပါပါမယ်ပြီးသွားလို့ရှိရင်ကျမတို့ဒီဘက်ညာဘက်ချမ်းမှာဆိုလို့ရှိရင်လေ TV တင်တဲ့ဒီလို counter လေးအပြင်အပေါ်မှာ bookshelf လေးတွေပါမယ်ပြီးသွားရင်ဒီမှာဝင်စင်းလေးရဲ့ဘဲဘက်ကလေးမှာ shoe cabinet အရှည်ကြီးတွေပါပါမယ်ရှင် shoe cabinet တွေကအရှည်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ shoes တွေအများကြီးအရင်နေအများကြီးထားလို့ရပါတယ်ရှင်ဒါကတော့ living room လေးပါနော် living room လေးကနေပြီးတော့ကျမတို့ဒီဘက်မှာဆိုလို့ရှိရင်တကယ်ကို typical door လေးနဲ့typical door ဆိုတာတော့ကျမတို့တကယ် sliding door မဟုတ်ပဲနဲ့ပေါ့နော်တကယ်ကိုတကားကို solid door နဲ့ဖွင့်လို့ပိတ်လို့ရတဲ့အနံရံနဲ့ကာထားတဲ့အိတ်ခမ်းအကျယ်ကိုရောက်ပါမယ်အိတ်ခမ်းရလည်းတကယ်ကိုကျယ်ပါတယ်ရှင်ကျမတို့လေတကယ်ကိုလုံလောက်တယ်ပေါ့နော်queen bed လည်းထည့်လို့ရမယ် king bed လည်းထည့်လို့ရပါတယ်ပြီးရင်ဒီဘက်မှာနေရာလွတ်ရှိတဲ့အတွက်ကြောင့်မို့လို့ living study table တွေပြီးရင် working table တွေထည့်လို့ရပါသေးတယ်ရှင်ပြီးရင် fully furnished တွေဆိုလို့ရှိရင်လည်းအခုလိုမျိုးဒီလို wardrobe ပေါ့နော်အဝတ်ဘီဒိုတွေဒီဘက်က dressing table တွေကိုလည်းသူကထည့်ပေးထားပါတယ်ရှင်ဒါလေးကတော့ကျမတို့39 square meter one bed ခန်းလေးရဲ့ bedroom လေးဖြစ်ပါတယ်နော်ပြီးရင်ကျမတို့ဒီ39 square meter ပေါ့နော် one bed လေးရဲ့တကယ်ကိုနာမည်ကြီးတဲ့လူကြိုက်များတဲ့အကြောင်းလေးကိုပြပေးပါမယ်အဲ့ဒါလေးကတော့ closed kitchen လေးဖြစ်ပါတယ်ရှင်ဒါလေးက closed kitchen လေးပေါ့နော်closed kitchen လေးကိုသူကရိုးရိုး separate kitchen ကြီးပဲမဟုတ်ဘဲနဲ့ sliding door လေးနဲ့ဒီလိုမျိုးကာပေးထားတယ် sliding door ရဲ့မှန်သားလေးတွေပါရလဲတော်တော်လေးထူတယ်ပေါ့နော် quality တော်တော်ကောင်းတာကိုတွေ့ရပါတယ်အဲ့လို sliding door separate လုပ်ပေးထားတဲ့အပြင် kitchen ရဲ့ area ကလည်းအရန်ဝင်ကျယ်တာကိုတွေ့ရပါတယ်ရှင်အကျယ်ကြီးပဲရှင်ကျမတို့လေ kitchen ကိုလုံလောက်ကိုကျယ်ပါတယ်39 square meter မှာသူက one bed ကိုလုံလောက်အောင် kitchen အကျယ်ကြီးကို separate ထည့်ပေးထားတယ်ဒီ counter ကြီးဆိုလည်းရှည်ကြီးပဲရှင်ဒါကြီးက kitchen counter အရှည်ကြီးကိုတွေ့ရတာပေါ့နော် kitchen counter အရှည်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တဲ့လောက်တည်းလုံးတင်လို့ရတဲ့ ingredient တွေကြိုက်ဖြစ်ပါတယ် induction cooker ဆိုလို့ရှိရင်လည်းအိုးနှိုးစာထည့်ထားတယ်ပြီးွားရင်ဒီမှာဆိုလို့ရှိရင်လည်း hook လေးထည့်ပေးထားတယ် shelf တွေ storage area တွေ cabinet တွေလည်းအများကြီးထည့်ပေးထားတဲ့အတွက်ကြောင့်မို့လို့ kitchen ကတကယ်ကို typical ဖြစ်တယ်လုံလောက်တယ်ပေါ့နော်ကျမတို့နေခြင်းနဲ့ကိုယ့်ကိုချက်စားခြင်းနဲ့ဆိုရင်တော်တော်လုံလောက်တယ်ကျယ်တဲ့ kitchen လေးဖြစ်ပါတယ်ရှင်ပြီးတော့ဒီဘက် kitchen ကနေပြီးတော့ထွက်လိုက်လို့ရှိရင်ခုလို balcony လေးကိုတွေ့ရပါမယ် balcony လေးတွေ့ရမယ်နော်balcony ကလည်းကျယ်ပါရဲ့ရှင်ဒါဆိုမျက်နှာစာတန်းပါလမ်းမတန်းလေးကိုလှည့်ထားတဲ့အခန်းလေးပါမျက်နှာစာတန်းကိုလှည့်ထားတဲ့အပြင်တချို့အခန်းတွေဆိုလို့ရှိရင်ဒီလို size မျိုး one bed ကိုဘယ်နားထိရောက်လဲဆိုလို့ရှိရင်အထဲပေါ့နော် pool view garden view လေးတွေလည်းရပါမယ်39 square meter ပေါ့နော်ပြီးရင်ကျမတို့ဗာလေးပြပေးမလဲဆိုလို့ရှိရင်တော့ bathroom လေးပြပေးပါမယ်bathroom လေးကလည်းတော်တော်လေးကို quality ကောင်းပါတယ်เนาะကျယ်လေးကျယ်ပါရှင့် bathroom ထဲမှာဆိုရင်သူ့ရဲ့အာသာချက်ကတော့အခုသုံးပြထားတဲ့ဒီ tiles ပေါ့
နော်ဒီလိုမျိုးကြွေပြားတွေအောက်ကကတ်ထားတဲ့ကြွေပြားတွေအကုန်လုံးကရေမစင်ရေမတင်တဲ့တကယ်ကို matte tiles တွေဖြစ်ပါတယ်ဒီထဲမှာဆိုရင် shower screen ထဲမှာထည့်ထားတဲ့ဒီသုံးထားတဲ့ဒီပေါ့နော် shower တွေအကုန်လုံးရေပန်းတွေအကုန်လုံးဆိုလို့ရှိရင်လည်း quality ကောင်းကောင်းသုံးပေးထားပါတယ်ရှင် water heater ကိုဒီလိုမျိုးပေါ့နော်တခါတည်းချိတ်လိုက်လို့ရှိရင်ပါမဲ့ဒီ shower နဲ့ tap တွေအကုန်လုံးကိုလည်းထည့်ပေးထားပါတယ် quality အရန်ကောင်းနေရှင်သုံးပြထားတဲ့ဒီလိုမျိုးပေါ့နော် toilet တွေ basin တွေအကုန်လုံးဆိုလို့ရှိရင်လည်း brand ကောင်းကောင်းလေးတွေပဲသုံးပေးထားတဲ့အတွက်ကြောင့်မို့လို့ဒီ39 square meter အခန်းလေးอ่ะဆိုလို့ရှိရင် the shake circle မှာအခုကျမတို့9လွှာတွေ10လွှာတွေပြီးသွားလို့ရှိရင်5လွှာ4လွှာနဲ့2လွှာမှာလည်း full view လေးတွေရောအပြင်ဘက်လှည့်တဲ့ view လေးတွေရောရအောင်မယ်ရှင်အခန်းကတော့နည်းနည်းလေး limited ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးအကောင်းဆုံးခံယူအရအောင်ရွေးထားတင်ပါတယ်ရှင်ဒီခန်းလေးဆိုလို့ရှိရင်39 square meter ပေါ့နော်39 square meter ကိုကျမတို့က2မျိုးပေးချေလို့ရပါတယ်100ရာခိုင်နှုန်းပေးချေပြီးတော့တက်နေလဲရတယ်လို့40ရာခိုင်နှုန်းပေးပြီးအရစ်ကြ3နှစ်ပေးပြီးတော့မှအခန်းရဲ့ title deed ကိုယူပြီးနေလို့လဲရပါတယ်40ရာခိုင်နှုန်းပေးပြီးဆိုတာနဲ့ကျမတို့ကအခန်းအပ်ပါတယ်အခန်းကိုနေတာလဲရတယ်ဒါမှမဟုတ်အငှားတင်လို့လဲရပါတယ်เนาะနေရာလေးကအရန်ကောင်းတဲ့အတွက်ကြောင့်မို့လို့နိုင်ငံသားတွေအရန်ကြိုက်ပြီးတော့အငှားအရန်တွက်တဲ့နေရာလေးဖြစ်ပါတယ်ဈေးအားဖြင့်ဆိုလို့ရှိရင်100ရာခိုင်နှုန်းပေးချေမယ်ဆိုရင်1 square meter ကို3,800ဝန်းကျင်လေးပဲရှိပြီးတော့တကယ်လို့အရစ်ကြ3နှစ်နဲ့ယူမယ်ဆိုလို့ရှိရင်တော့1 square meter ကို3,3900နှုန်းလောက်ရှိပါတယ်ရှင်အသေးစိတ်ကိုသိချင်တယ်ဆိုလို့ရှိရင် page မှာမေးမြန်းလို့ရပါတယ်ရှင်